မင်္ဂလာပါခင်ဗျာ2026ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့အင်္ဂါနေ့အတွင်းမြူး press အစီအစဉ်ကို Facebook နဲ့ YouTube စာမျက်နှာမှာတင်ဆက်ပေးနေပါပြီကျွန်မကမလခင်ပါကျောက်ပြူမျိုးနေရှိရခိုင်အကြမ်းဖက်စစ်သွေးကြွတပုံအေးရှိနေရာကိုစစ်ကော်မရှင်လေကြောင်းလက်နက်ကြီးဖြင့်တိုက်ခိုက်မှုကြောင့်2ဦးသေဆုံးရှိဦးဒဏ်ရာရကြောင်းသိရှိရပါသည်ရခိုင်ပြည်နယ်ထွက်စပားမြကိုရခိုင်ကျဲဖက်စစ်သွေးကြွသူပုံအေကယခုအပတ်အတွင်းစတင်ရေးသွားနေကြောင်းသိရပါသည်ရခိုင်ကျဲဖက်စစ်သွေးကြွသူပုံအေကဖက်စစ်ထင်းထင်းထားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖက်သမားတွေကိုတနေ့မှာနေ့3ချိန်စီကန်ကြောက်တာတွေရိုင်းနာတာတွေလက်တီထိုးတာတွေစတဲ့ညစ်ပတ်နှိပ်စက်ခဲ့တယ်လို့ယနေ့ဖေဖော်ဝါရီလ16ရက်နေ့ကလွဲမြောက်လာတဲ့ငါးဖက်သမားတွေကဆိုကြပါတယ်ရခိုင်အကျဲဖက်စစ်သွေးကြသူပုံအေကနဲမြင့်နဲ့ဘင်္ဂလားပင်လယ်အော်အတွင်းမှဖက်စစ်ထင်းထင်းထားတဲ့ရာနေရှင်ငါးဖက်သမားတွေထဲကဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖက်သမား83ဦးကိုယနေ့ဖေဖော်ဝါရီလ16ရက်နေ့နေ့လယ်ပိုင်းမှာပြန်လည်လွှတ်ပေးလိုက်ပြီဘင်္ဂလားဒေ့ရှ်အစိုးရတပ်ကိုသင်းသွင်းဆေးရုံရဲ့စိတ်နဲ့လွှတ်လိုက်တာပါရခိုင်ကျဲဖက်စစ်သွေးကြသူပုံအေကဖေဖော်ဝါရီလ15ရက်နေ့တွင်ရခိုင်ပြည်နယ်ဘူးတီတောင်မြို့နယ်နန်းရာကုန်းကျေးရွာအုပ်စုမောင်နှမပလေးတောင်ရွာရှိဒေသခံရဟန်းများတွင်အစည်းအဝေးပြုလုပ်ပြီးစစ်တပ်စုဆောင်ရန်စစ်မှုထမ်းစည်ရင်တွေပြုစုခဲ့ကြောင်းသိရှိရပါတယ်ရခိုင်ကျဲဖက်စစ်သွေးကြသူပုံအေကစီဝေးပွဲအတွင်းမောင်နှမပလေးတောင်ရွာမှာယောက်ျား9ဦးနဲ့မိန်းကလေး10ဦးလိုအပ်တယ်လို့ပြောပြီးအမြန်ဆုံးပို့ပေးရမယ်လို့ဆိုပါတယ်။ Menu Press မြန်မာပိုင်းရဲ့အစီအစဉ်များကိုနေ့စဉ်ကြည့်ရှုအားပေးကြတဲ့အတွက်အထူးကျေးဇူးတင်ရှိပါသည်။ Menu Press ပြည်သက်များနဲ့တကွမြန်မာပြည်သူပြည်သားအပေါင်းတို့ဟာကိုယ်စိတ်နှပါကျန်းမာချမ်းသာပြီးပျော်ရွှင်လန်းဆင့်ကြပါစေကြောင်းဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျာ။